ညီမလေးကလည်းအိတ်နေတာပဲညီမလေးကအဲ့ရလို့ကြောင်းလွှမ်းရအောင်လေထားပါဦးညီမလေးညီလေးထားပါဦးညီလေ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 းဘာလို့တာလဲညီမလေးရဲ့အကူကရွှေရင်းပိုင်နဲ့တထေးလို့ပြောထားတာတော်ကြဒီလိုစုပ်တီးစုပ်ပြက်လို့ကညီမလေးအကူဆိုတာတိသွားရင်ဘယ်လိုလုပ်မလဲပြန်လိုက်ပါတော့အဆက်လာမခွဲပါနဲ့ပြန်လိုက်ပါတော့ဆက်ခွဲဖို့လာတာမဟုတ်ပါဘူးညီမလေးရဲ့ညီမလေးကိုအရင်တွေးစင်လို့ကိုလည်းလိုက်လာခဲ့တာပါအော်ဘယ်လိုလဲနေအဆက်လာခွဲရပဲလေဒီအစစ်နဲ့ဒီအတန်းဘယ်လိုလုပ်မောင်နှမဖြစ်နိုင်တော့မှလဲဒီမမဟုတ်ပါဘူးမေရဲ့ဒါအောင်စားတယောက်ပါဟဲ့တောင်းစားဒါကညီမလေးလားမဟုတ်ပါဘူးအဒီဒါကျွန်တော်ညမမဟုတ်ပါဘူးတမင်းစားလို့မလို့တမင်းလာတောင်းစားတာပါဗျာဟဲ့အဲ့ဒါဆိုလည်းပူပွန့်လေးတောင်းစားလေကဲတပည့်ခမင်းသွားပြီပဲတော့တို့မောင်နှမတွေအတွက်တော့ဒီဘဝမှာရေစက်ကဒီလောက်ပဲပါတယ်ထင်ပါတယ်ညီမလေးရဲ့ရခမင်းတော့ကျေးဇူးတင်ပါတယ်ရဒီမှာရှင့်အတွက်ခွတ်ကဘာလို့ကိုလဲအော်ရှင့်ကတောင်းစားတာကြိုက်တယ်မလားအဲ့တော့ဒီခွက်နဲ့ပတ်ပြီးတော့တောင်းစားလိုက်ပေါ့တော်ပါရှင့်မျက်နှာမမြင်စေဘူးအခုစနေထွက်သွားလိုက်တော့ညီမလေးပြောနေရင်လေကိုလည်းကျင်နေပါတယ်အခုလဲညီမလေးကကိုလည်းကိုတောင်းစားစေခြင်းနဲ့ဆိုရင်တော့ကိုလည်းတောင်းစားလိုက်ပါမယ်ကိုလည်းတောင်းစားလိုက်ပါမယ်ညီမလေးညီလေးကအိတ်နေတယ်ညီမလေးကလည်းအိတ်နေတာပဲညီမလေးကအဲ့ရလို့ကြောင်းလွှမ်းရအောင်လေဟုတ်တယ်ပညာတတ်ကြီးဖြစ်အောင်လုပ်ရမယ်ညီလေးကလည်းအဲ့ရလို့အလုပ်ကတွားရအောင်ပါပဲကိုကြီးကလေညီမလေးနဲ့ညီလေးကိုအိမ်ကနေပြီးတော့စားဝဲတောက်ဝဲစုံစုံလင်းလင်းနဲ့စောင့်နေမယ်ဟုတ်တယ်ညီမလေးထားပါဦးညီမလေးညီလေးထားပါဦးညီလေးညီလေးရန်ကုန်မှာတော့ဒီအစီအစဉ်မပါဘူးနော်ရန်ကုန်မှာတော့ဒီအစီအစဉ်မပါဘူးဘာအစီအစဉ်ဖြစ်မဲ့တယ်နော်ဒီနေ့တင်ဆက်မှုတွေထဲမှာအကောင်းဆုံးပြင်ဆင်မှုအကောင်းဆုံးစူးစမ်းမှုတွေနဲ့စူးစမ်းခဲ့ကြတဲ့အဖွဲ့တစ်ဖွဲ့ကိုအကိုတို့ကစုငွေ15သိန်းချီးမြှင့်မှာဖြစ်ပါတယ်ဝါရန်ချီရဲ့ကျိုးနဲ့အကောင်းဆုံးဖြစ်မဲ့တင်ဆက်သွားတဲ့မီဒီယာတင်းရ channel 3ကိုစုငွေ15သိန်းကိုတော့ချီးမြှင့်ပါတယ်စင်မတက်ခဲ့ပါရန်ချီတဲ့ကျိုးဖွဲ့တော်ရဲ့လက်ကုပ်တွေများချားတင်ပါရခင်ဗျာ